ကောက်ဟိုနေ hair style လေးသွားချိန်လိုက်တာကို TikTok မှာတင်လိုက်တော့ကောက်ကိုဘသူနဲ့ချိန်တာလဲဘမချိန်တာလဲဆိုင်လိပ်စာလေးပြောပြပါလို့ဘသူမှမမေးလို့ကောက် vlog လေးနဲ့လာပြီးတော့ပြောပြပေးရဖြစ်ပါတယ်ရှင်တို့ကရှင်တို့မေးချင်မေးမမေးချင်နေကောက်ကပြောချင်လာပြောမှာပါပဲเนาะအဲ့တော့ကြည့်ချင်ဗီဒီယိုအဆုံးထိကြည့်မကြည့်ချင်လဲအဆုံးထိကြည့်အဲ့မှာတွေ့လားရှင်တို့နဲ့စကားများနေတယ်လက်ကိုဒီမှာဆေးတွေပေးရှင်တို့ဟိုနေ့အကယ်ဒမီစုပွဲဘက်မှာလေကိုခန့်စီသူကမျိုးသားဇက်ဖို့မျက်နှာတီမျက်နှာထားကြီးနဲ့ကျင်ညာလိုက်လို့ဆိုပြီးတော့မနာလို့ဖြစ်တာလားဘာဖြစ်တာလားမကျင်တတ်တာလားဆိုရှင်တို့ဝိုင်းပလိန်နေကြရမလားကိုခန့်စီသူကသူ့ဘက်ကအပေါ့အရန်သွားကြည့်နေလို့မြန်ကျင်ညာပြီးတော့ဆင်းအောက်ကိုမြန်ဆင်းသွားတယ်အဲ့ရှင်တို့ပလိန်စရာလိုလားပြောပလိန်မှာပေါ့ရှင်တို့မှအဲ့ဒုက္ခကိုမကြုံဘူးတာကောက်ကတော့ကြုံမှုသွားလို့လားမသိကိုလှဲ့ကြတော့ပြုံးတော့မပြုံးနိုင်ဝေးအမသပင်စေးဆိုတော့အဲ့သူကအယောင်ညှိနေတော့သပင်အယောင်မညီလို့ဆိုအမပြန်ညှိနေတဲ့အချိန်မှာရှုကအရန်ပေါက်ချင်နေပြီသူကလည်းပေါင်းစေးထည့်ထားတော့6တော့ကလိန်နာရတယ်ဘယ်လောက်တောင်ဆိုးလဲမဆိုးလဲမားတယ်ပြီးတော့မှပါတယ်ခဏလေးဆိုပြီးတော့ပြီးလည်းပြောတော်လေးအန်ကျိတ်ပြီးစောင့်လိုက်ရရင်9မိနစ်ကို9နှစ်လောက်စောင့်လိုက်ရတယ်လို့ပဲစိတ်ထဲမှာတည်အဲ့တော့အဲ့ကိစ္စနဲ့ပတ်သက်ပြီးဘသူမှမပလိန်နိုင်တော့ပါဘူးမပလိန်ရဲတော့ပါဘူးအခုတော့ရှူရန်ပေါက်ချင်နေပြီတော်သေးတာပေါ့သူတပတ်ထုတ်ပြီးတော့တုံနေလို့အဲ့တပတ်လေးကိုခေါင်းပေါ်မှာသပင်လေးကိုထုတ်လိုက်တယ်ကွာဘယ်လိုလဲရေချအောင်မော်ရေဆုပ်အောင်လို့ဆိုပြီးတော့ထုတ်လိုက်ပြီးတော့မရေ twine လက်သွားလို့ရပါပြီဆို twine လက်ကိုပြေးတာအမြန်ဆုံးနည်းနဲ့ပကံလုံးစီးပြီးဘသူမျက်နှာမှာလည်းမကြည့်ဘူးဘသူမျက်နှာမှာလည်းမထောက်နိုင်တော့ဘူးအသေးတန်ကိုပြေးတာပြီးတော့ပြန်ထွက်လာတော့မှပြုံးနိုင်ခဲ့တယ်စောနာဆိုတော့မပြုံးနိုင်မျက်နှာကြီးစုပုတ်နေရပဲဒါတော့ကောက်ကို style လေးချိန်ပေးတယ်ဆ iam မွန်လေးပါသူကတော့ကောက်တို့ဒီစမ်းချောင်းလမ်းကလေဟောင်းဘလက်ကဆ iam မွန်လေးလို့ပြောရင်ရပါတယ်ဒီဆ iam ချီမလေးသပင်ညက်တာကိုဆေးဆိုးတာကိုကောက်တော်တော်လေးသဘောကျတဲ့တဲမှာပါတယ်ပုံသွင်းတာဆိုလုံးဝ share ပဲစကားမစဒီတယောက်နဲ့ကူမလေးကောက်ဖြောင်ဆေးဆိုးကိုရာခိုင်နှုန်းအပြင်ဗလာမပါအမောင်းနေပါပေးနေရမို့လို့သပင်လုံးဖို့စဉ်းစားနေရဆိုလို့ရှိရင်အခုသွားလောက်တာအကောင်းဆုံးပါပဲကောက်ရဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကောက်ရဲ့ hair style အစ်စ်လေးကကောင်းတဲ့လိုက်လားမလိုက်လားဆိုတာလဲ comment လေးမှာမှန်းခဲ့နော်တတအပွား